ငါမတရားရကြောက်လာမသိဘူးသူ့မှာတော့ငါတော့ရည်ရွယ်ပြီးတော့မျိုးကိုတက်ပြီးတော့တွားပြီးစူးစမ်းငါမှာတော့အမေပေးစားတဲ့လူယူလိုက်ရငါမတရားထင်တယ်ဘာပဲဖြစ်ဖြစ်လေးငါတို့တော့ရှင်းပြလိုက်အောင်အမေအိတ်ချင်မိလားဟုတ်ချင်တယ်ဒါဆိုလို့ရှိရင်ဖဖွားကြီးနဲ့ခဏနေကြအောင်နော်မမေသမီးကြိုက်တဲ့မုတ်လေးလေးဝယ်လာခဲ့မယ်နော်ဟုတ်မေရေးမချနေနဲ့နော်ရတဲ့မိုင်းမလေးဝေးပြလာပြီညီမလေးဝေးပြလာပြီဟာညီမလေးဘယ်လိုပြရလဲညီမလေးဘယ်လိုပြရလဲညီမလေးကိုကြီးပြလာပြီလေညီမလေးထားကြည့်ပါဦးကိုကြီးခေါ်တယ်ထားကြည့်ပါဦးလို့ထားကြည့်အောင်ညီမလေးအခုခေါ်တယ်လေညီမလေးထားကြည့်ပါဦးညီမလေးနော်လေတတိယလာပြီနော်ကိုမမလေးစီကြောင်းနေလားမလေးကနေရမဟုတ်မလားညီမလေးအိမ်မက်နေတာမဟုတ်ဘူးကိုကြီးတကယ်ပြန်လာတာညီမလေးဒီမှာကြည့်မယုံရင်ကြည့်လေညီမလေးကိုကြီးဒီမှာရောက်နေတာညီမလေးရှိရောညီမလေးပါမစိတ်ဘူးနဲ့ညီမလေးကိုလေကိုကြီးစိတ်ုံပို့ပေးမယ်နော်我哎呀，你好那个，ကိုလေညီမလေးလောတာပေါ့ညီမလေးအားကြောင့်လေကိုကြီးမြန်ပြန်လာတာညီမလေးညီမလေးလိုချင်တယ်လေအဝတ်စားနဲ့စေးကြိုးလေးကိုကြီးဝေးလာတယ်ညီမလေးညီမလေးလိုချင်တဲ့စေးကြိုးလေးကိုကြီးဝေးလာတယ်那我要过来，咱们呢？你往里啊？你有点糊涂，不是我可以。ဘာလို့ပြောနေတာလဲညီမလေးကိုကြီးဝတ်ပေးမှာပေါ့ကိုကြီးဝတ်ပေးညီမလေး你往里呢？那就那来点嘛来。ရလိုက်တာဗောညီမလေးငါညီမလေးလေကမ္ဘာမှာလာဆုံးမညီမလေးရဲ့တိလားခလိုပါနော်ဘာလို့ပြောနေတာလဲညီမလေးရဲ့အခုတော့မောင်နှမလေးဒီညီမမောင်နှမနေရာတွေပဲရှိတာဒီမောင်နှမနေရာတွေပဲရှိတာလေညီမလေးရဲ့မလေးကောဘယ်လိုပြရပါညီမလေးတရားတွေထောင်းသွားနေလေအခုဘယ်လိုပြရမလဲညီမလေးညီမလေးကိုရရရဆောင်ကြတော့ညီမလေးဘယ်လိုဖြစ်ရလဲနေစီရဲ့ဟောကိုကြည့်ပေးပါဦးညီမလေးနေစီညီမလေးမကောနေရလေဘာလို့မမပြောရဲလို့လုပ်တာညီမလေးဒီမှာတော့နေရာလေးပဲရှိတာဒီမလေးအဲ့လိုဖြစ်မှမသိလို့ရှင်ညီမလေးနဲ့မအစိုးရရှိအခုတော့ညီမလေး
ငါညမလေးပါတော့အဲ့လိုပြသွားတာလေအဲ့ကိစ္စနေသိတယ်မလားဟမ်ငါညမလေးပါတော့အဲ့လိုပြသွားတာလေ တိရဖို့နေမှုအဲ့ဒါဟိုလူရုံးမှာအောက်ထက်ကြောင်ဖြစ်ရတာ ဟာအောင်တဲ့ဟုတ်လားအောင်တဲ့လေအဲ့တော့ဘာလုပ်လဲအဲ့တော့ကြောင့်ငါပြောပြစမ်း ဟုတ်တယ်နေမျိုးအကောင်နမရအောက်ထက်တဲ့အဲ့ဒါနေစီရဲ့ချစ်သူဟိုငါအကောင်မယိုးတောင်းတော့ခင်းဆိုင်ပါလို့ပြောဦးသေးတယ်ဒါမဲ့လေဖုန်းကအိမ်နောက်ချပြီးတော့တခြားနေရောက်သွားရဲ့အတွက်ညီမလေးကိုမဆောက်ရှုံးနိုင်ခဲ့ရအဲ့ဒါဘုံကိုရမားနေပါ နေလေဟာနေမသေချာထားတော့ငါညမပြေတော့ရရတာဟာငါညမလည်းတကောင်ချစ်တယ်နာနေရတယ်ဝါဝါ ဖုန်းကမှာပါကိုနေမျိုးရဲ့ဒါတွေအားလုံးကဘုံကိုရဲ့အမားတွေပါ အဲ့ဒါလေအဲ့ဒါခဏတော့ဖူးကိုရဲ့နေစီဒီလိုလောက်သွားတယ်ဆိုတာလေအောင်ထဲရောက်ဆိုတာလေငါ့ကိုပြောပြပါဦးကိုရဲ့သူဘာလို့သွားတာလဲ နေစီပြောတာလေအောက်ကတော့လမ်းခွဲသွားတယ်ဒါမှသူတို့နေရာကြားထဲမှာဒီထက်ပိုတဲ့ကိစ္စရဲ့ရှိနေလို့ညီမလေးနေစီအခုလိုလောက်သွားတာသိချတယ် နားရကောင်းလိုက်တယ်ငါညမလေးအလုံးမလေးကိုကြီးပြေးပါညမလေးတေးကြတယ်သူငါညမကိုလေချက်စီသွားလို့ငါညမအခုတော့သူ့ကိုသူတတ်နေသွားတာငါညမကိုလေချက်စီပြီးတော့အခုတော့တေးအောင်လုပ်တဲ့မင်းကိုငါမြေလန်ရှာပြီးတော့ကလေးစားပြန်ရှင်းရှာမယ်အောင်ချက်မင်းကကဘာမကြည့်ဘူး စိတ်ထိပ်ပါဦးနေလို့ 你也挺重要的对，没有，没打住的哟，哪的？俺家嘛了，别看啥子也没了，俺经常的话好的，没俺来听啊，让听啊不，好听呀。လေးအတွက်ကလေးစားခြေပေးဖို့အချိန်သိမလို့တော့ဘူးညီမလေးညီမလေးပေးစားခဲ့ရတာလေးအတွက်ရောညီမလေးရဲ့အသက်အတွက်ရောကိုကြီးကောင်းကြီးကလေးစားပြန်ခြေပေးမယ်ညီမလေးညီမလေးကောင်းရဘုံဘဝမှာအေးစိတ်နားယူတော့နော်ခင်ဗျားတို့ရောက်ပြန်အချက်မပေါ့ရေကြီးပဲလေ ဟုတ်ရှိတယ်အဲ့ဒါဆိုစောရက်လာမကောင်းနေစောရက်လာမကော တော င်း က်စီမတောက်တဲ့ခင်းလေးလား ဘာလို့တောက်တာဟမ်ဘာလို့တောက်တာ ခဏအရက်ကောင်းမယ်ဒီလိုဝင်တောက်တာပြောခင်ဗျားအလုပ်ပဲအကြီးတွေကလည်းညစ်ပတ်ချုပ်သွားတယ် ဟောပြတာစားပြီးတော့တရားပြတာပြောအဲ့မှာ စားပြီးတော့ပြောတယ်လေခင်ဗျားတို့ပတ်စံလုံးချေကောင်းအောင်ရောက်လာတာ တောက်တော့ရောက်တာနေရတယ်နာအပဲကျလို့ဒီစကားလေးပြောနေမှာလေစားတော့ဒီလိုလေဟမ်တောက်တော့ဆိုပိတ်ဟာတော့ပိတ်နာတော့ပိတ်ထားတယ်အေးညမလေးဘာဖြစ်လဲပြောလားစကားပြောလားဘာဖြစ်လဲဒီကောင်ဘာပြောလဲဒီတောက်တလန်ကစားနေတာရေဖို့မပေးတာဟာမင်းဘာလို့ရေဖို့မပေးတာမင်းသူများဆိုင်မှာရတော့မင်းဘာလို့ရေဖို့မပေးတာလဲ ဒီမှာကိုကြီးခင်ဗျားတို့ရောင်းနေရဲ့မရောက်တယ်နော်အရက်ကတပလေးဆိုရေကတကားလာတော့ပါ တောက်ရတော့ မတော်မကောင်းဘူးပြင်တော့ တော့ကြအဲ့ဒါဆိုရင်တောက်ပြီးမှဘာလို့အခုအဲ့စကားပြောတာလဲမင်းဒီတောက်ပြီးမှမင်း ကားကတော်လုံးချင်တာလား အဲ့လုံးနေတာပါအသက်လုံးနေတာရောင်းတာလေအသက်လုံးနေတာ အဲ့ပတ်စံလုံးချင်ခင်ဗျားအရက်ကိုဝင်တယ်ဟာကတော့ဝင်အောင်တဲ့ငါညမလေးကိုဖြစ်စီခဲ့တဲ့မင်းကို